ဂျပန်မှာ Coach ပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင် Coach Retail နဲ့ Coach Outlet ရဲ့ကွာခြားချက်တွေကိုမသိသေးတဲ့သူတွေအတွက်မျှဝေပေးခြင်းပါတယ်။ Coach Retail ဆိုတာကတော့ Coach ရဲ့ပင်မဆိုင်ကြီးတွေဖြစ်ပါတယ်။နောက်ဆုံးပေါ် fashion trend တွေကိုဦးစားပေးပြီးတော့ fashion show တွေမှာပြသခဲ့တဲ့ premium ပစ္စည်းတွေကိုရောင်းချပေးပါတယ်။ Coach Outlet ကပစ္စည်းတွေကတော့ဈေးနှုန်းသက်သာစွာနဲ့လူများဝယ်နိုင်အောင်တည်တံ့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ Retail ဆိုင်ကနေပြီးတော့ရောင်းလို့မကုန်လို့ပိုလာတဲ့ပစ္စည်းအနည်းငယ်လည်းပါတတ်ပါတယ်။အရေးသွေးအဖြစ်ဆိုရင်တော့ Coach Retail ကအကောင်းစားတရေစစ်စစ်ကိုသုံးပါတယ်။လက်ကင်ဂျိုးတွေဇစ်တွေနဲ့အတွင်းပိုင်း lining တွေကအစအထူးကောင်းမွန်ပြီးတော့အနုစိတ်ပါတယ်။ Coach Outlet ကကြတော့ကုန်ကျစရိတ်ကိုရှော့ချထားတဲ့အတွက်တရေအရေးသွေးတွေက Retail လောက်မကောင်းပါဘူး။များသောအားဖြင့် canvas အသားတွေဒါမှမဟုတ်အစိမ်းရထင်အောင်လုပ်ထားတဲ့တရေသားတွေကိုသုံးလို့ရှိပါတယ်။ logo နဲ့ design အဖြစ်ဆိုရင် retail ကများသောအားဖြင့်စီပုံစံတန်တယ်တစိတ် hardware logo ကိုသုံးပါတယ်။ outlet ကတော့များသောအားဖြင့် Coach New York ဆိုတဲ့စာသားပါတဲ့မြင်းထားပုံတစိတ်ကိုသုံးတာများပါတယ်။ဈေးနှုန်းအဖြစ်ဆိုရင်လည်း retail ကပစ္စည်းတွေကဈေးကြီးပါတယ်။ဒါပေမဲ့ပစ္စည်းတစ်ခုချင်းစီရဲ့တန်ဖိုးကပိုပြီးတော့ရှိပါတယ်။ outlet ကပစ္စည်းတွေကတော့အမြဲတမ်း50%ကနေ80%ထိ discount ချလေးရှိပါတယ်။ဈေးသက်သာနဲ့ brand သုံးနေတဲ့သူတွေအတွက်တော့အဆင်ပြေပါတယ်။တာရှည်ခံပြီးတော့ fashion ကျတဲ့ပစ္စည်းကောင်းကိုလိုချင်ရင်တော့ retail ကိုရွေးချယ်သင့်ပါတယ်။ဒါပေမဲ့ Coach brand ကိုမှဈေးသက်သာနဲ့နေ့စဉ်သုံးဖို့အတွက်ရှာနေတာဆိုရင်တော့ outlet ကအသင့်တော်ဆုံးဖြစ်ပါတယ်။